Redmi K90 Pro Max series ဆိုလို့ရှိရင်30အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် price to performance ဖြစ်တယ် display လည်းကောင်းတယ် sound system တွေလည်းကောင်းတယ်charging သွင်းရတဲ့အပိုင်းတွေလည်းပို့ပြီးအဆင်ပြေမယ်အဲ့ဒီ experience တွေကတော်တော်လေးကိုကျွန်တော်တို့30သူတွေအမြင်ဘက်ကိုတော်တော်လေးကိုကောင်းစေတဲ့ real flagship killer device တစ်ခုဖြစ်ပါတယ်လို့ကျွန်တော်သုံးသပ်မိတယ်ပေါ့နော်ဒီနေ့မှာတော့လူတိုင်းစိတ်ဝင်စားနေတဲ့ K90 Pro Max Redmi K90 Pro Max အကြောင်းကိုကျွန်တော် review လေးကျွန်တော်ပြုလုပ်ပြသွားပါဘောနော်ဒီဖုန်းကဈေးနှုန်းအပြင်ကလည်းအခုဆိုလို့ရှိရင်23သိန်းနဲ့24သိန်းကြားပေါ့နော်ဒီဖုန်းကတကယ်ကောင်းတာလားတကယ်မကောင်းဘူးလားပြီးလို့ရှိရင် K90 Pro Max ကလူတွေပြောသလိုပဲ flagship ကလားဖြစ်မလားဒါမှမဟုတ်စကားတွေကပဲမြိုင်နေတာလားဖောနေတာလားတကယ်လားတကယ်ကောင်းမကောင်းဆိုတာကိုကျွန်တော် full review လေးကျွန်တော်ပြုလုပ်ပေးတော့မှာဖြစ်တယ်ကဲအချိန်ဆွဲပဲစလိုက်ကြရအောင်ဘေး quality ကိုပြောမယ်ဆိုလို့ရှိရင်ဒီကောင်က flagship killer ဖုန်းတစ်လုံးရဲ့ဘေး quality ကိုပြီးရပါတော့ပြောမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဘေး quality က aluminum armor alloy frame နဲ့ဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်ဘေးဘောင်လေးတွေကလည်းအဆင်ပြေတယ်ပြီးလို့ရှိရင်သူ့ရဲ့ခလုတ်ကလေးတွေ power button နဲ့ volume up down ခလုတ်ကလေးတွေကတော်တော်လေးကိုအဆင်ပြေတယ်နှိပ်လိုက်တာနဲ့စီစီပိုင်ပိုင်တောက်တော်လေးကိုအဆင်ပြေတယ်ဘေး quality ကတော်တော်မိုက်တဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်เนาะပြီးလို့ရှိရင်ဖုန်းရဲ့နောက်ဘက်မှာကလက်ပွေရတွေအရင်ထင်နေတာမျိုးမရှိဘူးပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်ရထားတာတော့ဒီအမဲရောင်လေးနဲ့ဒီအပြာရောင်လေးပေါ့เนาะကျွန်တော်ရထားတယ်ပေါ့နော်ဒါဒီဖုန်းတွေကလည်းကျွန်တော် AM mobile ရတယ်ကျွန်တော်ယူထားတာပေါ့နော်โอเคသူ့ရဲ့ build quality ကတော်တော်မိုက်တယ်ဒီအပြာရောင်လေးဆိုလို့ရှိရင်လည်းတော်တော်အဆင်ပြေတယ်တော်တော်လေးဆိုမှတော်တော်လေးမိုက်တာကိုကျွန်တော်မြင်ရတယ်ပေါ့နော်သူ့ရဲ့အရှိမ screen ကလည်း Dragon Crystal Glass နဲ့သူကပြုလုပ်ပေးတာဆိုတော့မစိုးဘူးပေါ့ဗျာတော်တော်မိုက်တယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်တော့ IP68 Dust and Water Resistant ပါတော့ရေဆိုတာလောက်ရေစိမ်ရင်တော့ကိုယ်တိုင်ကိုယ်ကံပေါ့နော်ရေဆိုတာလောက်တော့ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အခုကျွန်တော်ကြိုင်ရတာဖုန်းနှလုံးပေါ့နော်K90 Pro Max ကမတူညီပဲကွဲပြားခြားနာတဲ့အကြောင်းတစ်ခုပေါ့နော်တစ်ခုကတော့ matte black အကြောင်းလေးတစ်ခုကတော့ဂျင်းနဲ့လုပ်ထားတဲ့အကြောင်းလေးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီ matte black အကြောင်းလေးကလည်းတော်တော်လေးကို matte ဖြစ်တယ်တော်တော်လေးကို texture လေးတွေကတော်တော်လေးကိုအဆင်ပြေတော်တော်ကိုင်းလို့ကောင်းတယ်လက်ရအရင်မထင်ဘူးပေါ့နော်လက်ရမထင်ဘူးပေါ့ပြောမယ်ဆိုရင်တော့ဒီဂျင်းအလုံးလေးကတော့သူကဂျင်း texture လေးနဲ့သူကပြုတ်ပေးထားတယ်ပေါ့နော်တကယ်ဂျင်းပေါင်းမီလို့ဂျင်းအင်ကြီးကိုကင်လိုက်ရတဲ့ taste ကင်လိုက်ရတဲ့ feeling မျိုးကိုသူကအဲ့ feeling လေးကိုသူကပေးထားတယ်ပေါ့နော်တော်တော်လေးမှတော်တော်လေးကောင်းတယ်ဒီကောင်တော့လုံးကြီးကျင်းနေတယ်ဒီကောင်တော့လုံးကြီးတော့ဘယ်ရမထင်ဘူးပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအလုံးနှလုံးကသူ့ဟာလေးနဲ့သူတော့ဆွဲဆောင်မှုအပြည့်ရှိတယ်သူ့ကင်မရာဒီဇိုင်းပုံစံလေးကကင်မရာလေးလုံးပုံစံနဲ့လုပ်ပေးထားတယ်ပြီးလို့ရှိရင်ဒီနောက်မှာသူ့ရဲ့K90 Pro Max မှာတမ်းပြီးတိတာစီတဲ့အချက်ပေါ့နော်အဲ့အချက်ကလေးကsound mic boost ဆိုရဲဒီspeaker subwoofer လေးတစ်လုံးကထည့်ပြီးထားတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါကြီးကြည့်လိုက်တာနဲ့ဒါK90 Pro Max မှာတမ်းပြီးတိတာစီတဲ့ပုံစံမျိုးလေးပေါ့နော်ပြီးတော့သူ့ရဲ့သူ့ identity ပုံစံလေးကလည်းတော်တော်လေးအဆင်ပြေတယ်ပေါ့နော်လေးပေးထားတာသူတို့ကြွေပြထားတယ်ပေါ့ဗျာပြောမှဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့အရွယ်အစားက 6.9 inch ရှိတယ်ပေါ့နော်လက်ထဲမှာကင်ထားလို့ရှိရင် grip တော်တော်ကောင်းတယ်ဒီဖုန်းကအရင်လေးတယ်လို့တော့မခံစားရဘူးဒါပေမဲ့သူ100သုံးမဲ့လူပေါ့နော်လက်တစ်ဖက်တည်း100ဆိုတာဗျလက်တစ်ဖက်တည်းနဲ့သုံးမဲ့လူအတွက်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးဘာလို့ဆိုတော့ဖတ်သမျှဖုန်းထဲမှာဒီ display ကြီးကတော်တော်ကြီးတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်အဲ့တော့100သုံးမဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့အဆင်မပြေနိုင်ဘူးပေါ့နော်ဒီဖုန်းရဲ့အလေးချိန်က218 gram ရှိတယ်ဒါပေမဲ့အရင်လေးတယ်လို့ကျွန်တော်မခံစားရဘူးပေါ့တယ်လို့လည်းမခံစားရဘူးဒါပေမဲ့သူကဖုန်းကြီးသွားတဲ့အခါကျတော့သူ့အလေးချိန်လေးတယ်ဆိုတာကိုသိပြီးတော့ခံစားမှုနည်းနည်းညော့သွားသေးတယ်ပေါ့နော်အဲ့အချက်လေးကိုကျွန်တော်ကောင်းကောင်းသတိထားမိတယ် display ဘိုင်းကိုအခုကျွန်တော်စပြောမှာပေါ့ display ဘိုင်းက 6.9 inch ရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကောင်က 1200p resolution OLED 6 billion color 120Hz display Dolby Vision HDR Vivil HDR 10+ ကိုသူကသုံးထားပြီးတယ်ပေါ့နော် Redmi K series တမိုင်းတစ်လျှောက်မှာဒီဖုန်းကကြီးဆုံး screen နဲ့လာတာကိုကျွန်တော်မြင်ရတယ်ပေါ့နော် display type က Xiaomi 7 Pro Max နဲ့နည်းနည်းတူတယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်တော့သူကcolor calibration ဘိုင်းမှာနည်းနည်း1ဖြစ်တာကိုပြချက်1ဆိုတဲ့ဘောကနည်းနည်းမွဲတယ်ပေါ့ဗျာနည်းနည်းလေးမွဲတယ်ပဲ Xiaomi 7 Pro Max နဲ့ရှိရင်ပြောရအောင်နော်ဒီတိုင်းကြည့်တော့ကျွန်တော်တို့မသိနိုင်ဘူးပေါ့နော်ပြီးလို့ရှိရင်ဒီဖုန်းရဲ့ contrast ratio ကလည်းမြင့်တယ်ပြီးလို့ရှိရင်သူ့ရဲ့
true tone adaptation ဘိုင်းမှာလည်းအနည်းငယ် over saturate ဖြစ်တာမျိုးကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော်ဒါအပြင် media go visual ကိုလည်းတို့ကထည့်ပေးထားတယ်ပေါ့နော်အမှန်တကယ် media go visual ဆိုတာဘာလဲဆိုတော့ဘာမှမဟုတ်ဘူးခင်ဗျားတို့ဟို touch reviewer စကားတွေလည်းရှောက်ပြောနေပါပေါ့နော်အခုကျွန်တော်တို့ဗီဒီယိုကြည့်တယ်ဗီဒီယိုကြည့်လို့ resolution ရှိတယ်အဲ့ resolution ကိုတော့သူ auto ညှိပေးတဲ့ဟာကို media go visual ထည့်ပေးထားတာလို့ပြောတာအမှန်တကယ်ဘာမှမဟုတ်တော့သူရှောက်တော့မဟုတ်တာသူရဲ့ maximum peak brightness က3500 nits အထိကိုတို့ကရတယ်ပေါ့နော်သူကနေအောင်အောက်မှာသုံးလို့ရှိရင်အဆင်ပြေတော့ဗျာ3500 nits မှာတော့အဆင်ပြေပြီပေါ့2560 pwm သူကပါဝင်တယ်ပေါ့နော်ပါဝင်ပြီးတော့သူကနေအောင်အောက်မှာသုံးတဲ့အခါလည်းအဆင်ပြေတယ်1 nits အထိကိုသူကshort ချပြီးဟိုသုံးလို့ရတယ်ဆိုတဲ့အခါကျတော့ပြောမှဆိုလို့ရှိရင်အလင်းရောင်အားနည်းတဲ့အချိန်တွေမှာလည်းတော်တော်လေးကိုသုံးရတာအဆင်ပြေတယ်ပေါ့ဗျာဒါဒီလေးပဲပါ HDR tablet နဲ့ Dolby Vision ကို support ပေးရတဲ့အခါကျတော့ Netflix တို့ YouTube တို့ HDR content တွေကိုကောင်းကောင်းကြီးတော့လုပ်ပေးတယ်ပေါ့ဗျာပြောရင်ကောင်းကောင်းကြီးခံစားပြီးကြည့်ရှုလို့ရတယ်ပေါ့နော်အတမဲကတော့ဒီဖုန်းရဲ့အထင်ရှားဆုံးနဲ့အားအသာဆုံးပိုင်းဖြစ်တယ်ပေါ့နော်ဒီဖုန်းကဘယ်လိုအားသာတယ်လဲဆိုလို့ရှိရင်ဟိုမှာဟိုဘယ်လိုခေါ်မလဲ line 9ပေါ်မှာတို့ public area တို့မှာပေါ့နော်အဲ့လိုနေရာမျိုးမှာဟိုမှာဟိုဘယ်လိုခေါ်မလဲအသက်အကျယ်ကြီးနဲ့ချင်းနားထောင်တတ်တဲ့ဒေါသားတွေပြီးလို့ရှိရင်အသက်အကျယ်ကြီးနဲ့ဂိမ်းထိုင်စော့တဲ့စောင့်မှန်ကမ်းမှန်နားမလဲတဲ့ဒေါသားတွေအတွက်ကိုရှောင်းမီက support ပေးလိုက်တယ်လို့ပဲကျွန်တော်မြင်တယ်ပေါ့နော် Sound My Bose 2.1 stereo system ကိုသူကအသုံးပြုထားပြီးတယ်ပေါ့နော်ပုံမှန်တူတဲ့ speaker တွေအပြင်ကိုသူကနောက်ဘက်မှာသူက dedicated subwoofer ကိုသူကထည့်ပေးထားတယ်ပေါ့နော်ဒီ dedicated subwoofer ဆိုတာအမြင့်ဆုံး output က7 watt ရှိပြီးတော့ bass အတန်ပိုင်းကတကယ်ကို powerful ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်သူရဲ့ sound speed ကလည်းတော်တော်လေးအားရဖို့ကျင်းတဲ့ဖို့ကောင်းတယ်ပေါ့နော်ရုပ်ရှင်ကြည့်တာတချင်းသားထောင်တဲ့သူတွေအတွက်ကိုသူကပြောမှဆိုလို့ရှိရင် premium audio experience ကိုကောင်းပေးစွမ်းနိုင်တယ်ပေါ့နော်ဗီဒီယိုကောလုံးနေတဲ့အချိန်အတွင်းမှာ subwoofer ကထုတ်လွှတ်တဲ့ frequency ပေါ်မူတည်ပြီးတော့ speaker voice balance ဖြစ်တာမျိုးယုံနေတာကိုလည်းကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော်အဲ့ဒါအနေနဲ့လည်းကျွန်တော်ကသတိထားရှိမိတယ်ပေါ့နော်အရန်များဟိုဘယ်လိုကောင်းမလဲတချင်းအမြဲတမ်းဖွင့်တဲ့လူမျိုးတွေ entertainment အမြဲတမ်းလုပ်တဲ့လူမျိုးတွေအတွက်ကတော့ဒီဖုန်းကတော်ဆိုမှတော် audio အပိုင်းကိုတော်ကောင်းအောင်ပြုလုပ်ပေးထားတာကိုကျွန်တော်တို့ကမြင်တွေ့ရတယ်ပေါ့နော် security ဘိုင်းကိုပြောမှဆိုလို့ရှိရင် under display ultrasonic fingerprint ကိုကျွန်တော်သုံးတာမြင်ရတယ် face unlock ဘာညာပြီးကွာလေးပေါ့ဗျာအဲ့ဒါတော့သုံးသလိုက်ဒီဖုန်းကတော့ပါမှာပဲပေါ့နော်သုံးပေးထားတာအားရတာတော့ ultrasonic တွေကိုသုံးပေးထားတာတော့အားရတယ်ပေါ့နော် Redmi K90 Pro Max မှာပေါ့နော်Android 16မှာ HyperOS 3.0 system ကိုကျွန်တော်တို့ကအသုံးပြုနေတာကိုတွေ့ရှိရတယ်ပေါ့နော်အရင် HyperOS 2မှာထပ်ကိုတိတိတတ်တာပို့ပြီးတော့ smooth ဖြစ်တာကိုလည်းကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော် Memory Management Animation Speed နဲ့ Background Optimization တို့မှာတော်တော်လေးကိုကောင်းတယ် Lester ထက်တာထောက်တာကျွန်တော်တို့ကမတွေ့ရှိရဘူးsystem တစ်ခုလုံးမှာအကောင်းဆုံးထိန်းချုပ်ထားတာကိုလည်းကျွန်တော်တို့ကမြင်ရတယ်ပေါ့နော် Gaming Turbo မှုနဲ့ Multi Booster System တို့မှာအသုံးပြုထားပြီးတော့UI optimization ဘိုင်းမှာလည်း Xiaomi 7 series နီးပါးလောက်ကိုအဆင်ပြေတာကိုကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော် performance ဘိုင်းကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင် Redmi K90 Pro Max က Qualcomm ရဲ့နောက်ဆုံးပေါ်ချစ်ဆက်မျိုးဆက်ဖြစ်တဲ့ပေါ့နော် Snapdragon 8 Elite Gen 5ကိုသူကအသုံးပြုထားပြီးတယ်ပြီးရင်ဒီချစ်ဆက်က TSMC N3P Note ပေါ်မှာတိစောက်ထားတာကိုကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော် Power Efficient နဲ့ Sustain Performance အပိုင်းကလည်းတော်တော်လေးကောင်းတာကိုကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော် LPDDR5 RAM နဲ့ UFS 4.1 storage type တို့တွဲဖက်ထားတာကြောင့်ကျွန်တော်တို့ dashboard တွေမှာလည်းတော်တော်မိုက်တယ် dashboard အနေနဲ့ Gigabyte စစ်မှာ single ကို3594နဲ့ multi core မှာကျတော့1540အထိကျွန်တော်တို့ရရှိအောင်ကျွန်တော်ပြချရတယ်ကျွန်တော်တို့ dashboard ကတော်တော်လေးကိုဒါမြင့်တယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Antutu မှာ 3.7 million ကျော်တယ်သူ့ရဲ့ performance အနေနဲ့ဒါကြောင့်ဒီကောင်ကထိတ်တန်းအဆင့်ရှိတယ် performance ဘိုင်းကိုပြောတာနော် performance ဘိုင်းမှာထိတ်တန်းအဆင့်ရှိတဲ့ဖုန်းတစ်လုံးဆိုရင်လုံးဝငင်းမရအောင်ဒီကောင်က CPU architecture ကတော့ outer core ဆက်တဲ့တစ်ခုပဲဖြစ်တယ်ပေါ့နော်သူက4.6 GHz Oron V3 Phoenix L ဖြစ်ပြီးတော့နောက်ထပ်စစ်ကိုက 3.62 GHz Oron V3 Phoenix ပဲဖြစ်တယ်ပေါ့နော်ဒါပြင် GPU အနေနဲ့ကလည်း Adreno 840ကိုတက်ဆင်ပေးထားတာကြောင့်ဒီဖုန်းရဲ့ gaming performance ကခင်ဗျားတို့ဘလို့မှစိတ်ပူစရာမရှိဘူးဆိုတော့ကျွန်တော်ထောက်ခံတယ်ဒါအပြင်ကိုဒီ combination က flagship ဖုန်းဈေးကွက်ထဲမှာအမြန်ဆုံးနဲ့
ပူအနည်းဆုံးဆက်တဲ့ခုဖြစ်တယ်ဆိုလို့ရှိရင်လည်းပြောလို့ကျွန်တော်မလုံးဘူးလို့ထင်တယ် Snapdragon 8 Gen 5ရဲ့ performance ကရေကိုကျန်းတယ်ပြီးရင် Redmi ရဲ့ cooling structure ပုံထားတဲ့ပုံစံမူတည်ပြီးတော့ကျွန်တော်တို့က accessory performance ကပြောမှဆိုလို့ရှိရင် Xiaomi 7 Pro Max တဲ့နည်းနည်းနည်းတယ်ပေါ့နော် Game အတွက် independent graphic chip D2 T1 Plus controller နဲ့ VC Plate Thermal Control chip တို့ရဲ့ပေါင်းစပ်မှုတို့ကြောင့် game ကစားတဲ့အခါကျလို့ရှိရင် frame rate နဲ့အပူချိန်အနည်းဆုံးနဲ့အကောင်းဆုံးကိုထိန်းချုပ်ပေးဖို့အတွက်ကိုအဓိက optimization တို့ကလုပ်ပေးတယ်ပေါ့နော်။တာမန်သုံးမဖြစ်ဘဲနဲ့ကျွန်တော်တို့က stable frame rate ကိုထိန်းထားတာကြောင့် real world မှာကျွန်တော်တို့ performance မှာတော်တော်လေးကိုအားသာချက်တစ်ခုဖြစ်တယ်ပေါ့ဗျာ။ခုနရှေ့ကကျွန်တော်ပြောရတဲ့ဟာတွေကအမှန်တကယ်စောက်ပူတွေပြောတာ။စောက်ပူတွေပြောရတယ်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ခင်ဗျားတို့လူနာလေဘယ်လို test စကားတွေလည်းပြောတာပေါ့အမှန်တကယ်တော့ game ဆိုတဲ့အခါမှာခုနကျွန်တော်ရှေ့ကပြောရတဲ့ဟာတွေထည့်ပေးရတယ်အဲ့တော့ကောင်းလာလို့မင်းကောင်းတယ်ဒီဈေးနဲ့ဒီတန်းနဲ့ဒီဝင်းကျင်မှာဒါကတော်တော်ကောင်းတဲ့ဖုန်းဒိန်းဆိုရင်မထစ်မထောက်ပဲခင်ဗျားတို့အဆင်ပြေပြေစော့နိုင်မယ့်ဖုန်းတစ်လုံးလို့ဆိုလို့ကျင်တာပတ်ကြည့်မိုဘိုင်းကိုစော့တယ်ဗောနော်စော့တဲ့အခါမှာတနားကြီးလောက်ဇက်တိုက်စော့တယ်တနားကြီးလောက်ဇက်တိုက်စော့တဲ့အခါမှာအပူချိန်က45 degree Celsius အောင်မကျော်ဘူး frame rate တွေတော့ထစ်တာထောက်တာဒါမှမရှိဘူးဗျာပြောမယ်ဆိုလို့ရှိရင်တော့ graphic ကလည်းတော်တော်လေးကို smooth ဖြစ်တယ်ပေါ့နော် smooth ဖြစ်နဲ့စောင့်နိုင်တော့လဲကျွန်တော်တို့တွေ့ရှိရတယ် gaming performance ဘိုင်းမှာကျွန်တော်တို့ Redmi ဖုန်းတွေမှာ Redmi ဖုန်းတွေထဲမှာအကောင်းကအကောင်းဆုံးဖုန်းတစ်လုံးလို့ပြောလို့ရှိရင်လည်းမမဘူးပြိုင်ဘက် flagship camera တွေထက်ကိုပိုပြီးကောင်းတယ်အပူချိန်ထိန်းချုပ်နိုင်စွာလည်းပိုပြီးတော့ကောင်းတယ်ပေါ့နော် battery ဘိုင်းမှာလည်း K90 Pro Max မှာက9560 battery အကြီးကြီးကမှတော့ထည့်ပေးထားတယ်နော်ကို Xiaomi 7 base model တွေထပ်တောင်သူက battery ကပိုပြီးကြီးတယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင် Hyper OS power ရဲ့ efficiency နဲ့ကျွန်တော်တို့က LTPO display တွေပေါင်းစပ်မှုတို့ကြောင့်ပေါ့နော် screen time ကလည်း12နာရီကျော်လောက်ထိအသုံးခံတယ်ခင်ဗျားတို့ဇက်တိုက်သုံးပါဗျာဇက်တိုက်သုံးပါဆိုရင်ခင်ဗျားတို့12နာရီထိ12နာရီကျော်တဲ့အထိကိုကောင်းကောင်းအသုံးခံတယ်ဒါ Euro နဲ့သုံးတာပေါ့နော် standby power မှု drain ပေါ့ဗျာအဲ့ကြီးကြီးကျယ်ကျယ်ရှောက်ပြ standby power မှု drain ဆိုတာဟိုသူ့လိုနေအားကုန်တာကိုဆိုလို့ကျင်တာအဲ့ဒါလွန်နေတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင်တော့ battery life ကလည်းတကယ်ကိုကြာရှည်ခံတယ် gain ဆိုရင်လည်းတနာရီဝင်းကျင်ကိုကျွန်တော်တို့က10ပတ်ချလဲလောက်ပဲကျွန်တော်တို့ကကုန်တော့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ကျွန်တော်ဇက်တိုက်သုံးကြည့်တော့ gain ဆိုရင်တနာရီ10လောက်တော့ကုန်တယ်အားသုံးစနစ်ကလည်း100 watt wire charger နဲ့50 watt wireless charger သုံးပြုပေးထားတယ်ပေါ့ဗျာပြောမှစေဒီမှာထူးထူးခြားခြားလေးကိုခင်ဗျားတို့စမ်းစမ်းပြပြလေးဖြစ်တစ်ခုကျွန်တော်ဟိုမိတ်ဆက်ပေးပါပေါ့နော်သူထည့်ထားတဲ့အကြောင်းရင်းလေးတစ်ခုပေါ့နော်သူက USB-C PD PES protocol ကိုမှသူက third party charger တွေအတွက်အဲ့ဒါလေးနဲ့ကိုစပ်မှုလုပ်အောင်သူကထည့်ပေးတာပေါ့နော်သူက original ကျိုး cable ကျိုးကျွန်တော်မပေါ့ဘူးမှာထားပါတော့ဒီက100 watt ရတယ်ပေါ့နော်ဒီ100 watt ကိုကျွန်တော်တို့ကလမ်းကြီးမှာမရှိဘူးတော့ဗျာအဲ့100 watt ပါမေ့လာတယ်ပေါ့ဗျာအိမ်မှာကြံခဲ့တယ်ပေါ့ဗျာအဲ့အချိန်မှာကျွန်တော်တို့အားလည်းကုန်နေပြီဆိုမှတခြားဟိုဘယ်လိုခေါ်မလဲတခြားဟို model တွေဖြစ်တဲ့ဟို100 watt ကကျိုးကိုကျွန်တော်တက်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီမှာသွားပြီးအလုပ်လုပ်တော့ကျွန်တော်တို့မြင်ရတယ်အဲ့အချက်လေးကတော့ဒါတော်တော်မိုက်တယ်ပေါ့ဗျာတော်တော်ကောင်းတယ်လို့တော်တော်ကောင်းတဲ့အရွေးလို့ကျွန်တော်တို့ကမြင်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ကဟို Vivo တို့ Oppo တို့မှာဆိုလို့ရှိရင် Vivo ကျိုးနဲ့ Oppo ကျိုးတောင်မတူဘူးဥပမာဟိုသူတို့ watching တူလို့ရှိရင်တော့မှထိုးလို့ရှိရင်မတက်ဘူးပေါ့နော်fast charger ဆက်ဖို့မလုပ်ဘူးအဲ့ဒါတွေကိုဒီ Xiaomi ကတဖြည်းဖြည်းနဲ့ခြေဖြတ်လိုက်တယ်လို့ကျွန်တော်မြင်တယ်ဗျာအဲ့ဒီချက်လေးတော့ကျွန်တော်တော်တော်ကိုကျွန်တော် congratulation ပါလို့ကျွန်တော် Redmi ကိုကျွန်တော်ပြောချင်တယ်ပေါ့ဗျာ main camera မှာ OV50G light handle 950 sensor ကိုသုံးပြထားပေးတာကိုကျွန်တော်တို့ကမြင်တွေ့ရတယ်ပေါ့နော်Xiaomi 17မှာသုံးပြပေးရတဲ့ sensor နဲ့တူလားဆိုတော့တူပါတယ်ဒါပေမဲ့ image processing ကို Hyper Image Engine 3.0 နဲ့အဆင့်မြင့်လာတာကြောင့်ပို့ပြီးတော့ natural ဖြစ်တဲ့ရုပ်ထွက်ပတ်ကိုသူကပေးစွမ်းတယ်ပေါ့နော်ဒါပေမဲ့ main camera OV50G က Xiaomi 17နဲ့တူနေတာကလည်း image processing algorithm က Redmi ကိုသီးသန့်ပြင်ဆင်လာတာကြောင့်တခွက်ပြလိုက်တယ်ပေါ့ဗျာပြောချင်တာတော့တုံး mapping တွေကအနည်းငယ်cool ဖြစ်သွားတယ်ပေါ့နော်ဥပမာ Lurid Skin လုံးပိုင်းမှာဆိုလို့ရှိရင် Xiaomi ရဲ့7 ကပို့ပြီး realistic ပို့ပြီးဖြစ်တာကိုမြင်ရပြီးတော့K90 Pro Max ကပို့ပြီးတော့ရှက်ဖြစ်တာကိုကျွန်တော်တို့တွေ့ရတယ် reviewer တယောက်အနေနဲ့ဆိုလို့ရှိရင် portrait ပိုင်းကိုအဓိကသုံးတဲ့သူတွေအတွက်ဆိုလို့ရှိရင် Xiaomi ရဲ့7 series ကပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတာတယ်ပေါ့နော်street photography ဘိုင်းမှာဆိုလို့ရှိရင်တော့ Redmi ရဲ့ K90 Pro Max ကပို့ပြီးတော့တာတာကိုကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော် low light ဘိုင်းမှာပြောမယ်ဆိုလို့ရှိရင်တော့ noise control ကောင်းတယ် HDR dynamic rate ကလည်းတော်တော်လေးကိုကောင်းမွန်တာတွေ့ရတယ်တော်တော်လေးအဆင်ပြေတာကိုကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော် ultra wide lens ကိုကျွန်တော်ရှင်းပြမယ်ဆိုလို့ရှိရင် OVF50M sensor ကိုသုံးပြလာပေးတာကြောင့်ဒီ day ဘိုင်းမှာတော်တော်လေးအဆင်ပြေတယ်
edge distortion correction ကလည်းတော်တော်လေးကိုကောင်းမွန်တယ်ပေါ့နော် color 3ကိုသူက main sensor အနေနဲ့ balance ဖြစ်အောင်တူညီအောင်သူပြုလုပ်ပေးထားတယ်သူ့ရဲ့ lens ကိုချိန်လိုက်တဲ့အခါမှာဗျာ1ကနေ2 2ကနေ3ကျွန်တော်တို့ချိန်မယ်ဆိုလို့ရှိရင်အခါတိုင်းဆိုလို့ရှိရင် color ပြောင်းသွားတယ်ဒီတစ်ခေါက်တော့မပြောင်းဘူးပေါ့နော်ဒီကောင်ကလုပ်ပေးတာတော်တော်လေးအဆင်ပြေတယ်ပေါ့နော်သူ့ရဲ့ quality ပုံအရည်သွေးကလည်းတော်တော်လေးကိုအားရကျေနပ်ဖို့ကောင်းတယ်ပေါ့နော် Redmi series အတွက်ကိုပထမဦးဆုံးထည့်ပေးလာတဲ့ 5x periscope telephoto ဖြစ်ပြီးတော့ Samsung ရဲ့ GM5 sensor ကြီးကိုအသုံးပြုထားပေးတယ်ပေါ့နော်သူက 115mm focal lens မှာသူကထုတ်ပေးထားတယ် 5x optical zoom ရတဲ့အခါကျတော့ photo တွေက detail sharpness တွေcolor contrast တွေခပ်ပြင်းပြင်းရှိအောင်ကျွန်တော်တွေ့ရှိရတယ် 38 digital zoom မှာလည်း image quality ကိုအကောင်းဆုံးထိန်းထားပေးတာကိုတွေ့ရှိရတယ်တော်တော်လေးအနှစ်သာရပါတဲ့အားရစရာတော်တော်ကောင်းတယ်ပေါ့နော် K90 Pro Max ရဲ့ main sensor အနေနဲ့ကတော့ 50 megapixel OV52 light handle 950ကိုအသုံးပြုထားပေးတာကြောင့်ဗီဒီယိုအတွက်ပါ sharpness နဲ့DD resolution တွေကတော်တော်လေးကောင်းမွန်အောင်မြင်ရတယ်ဒီ sensor က 4K 60 frames per second HDR10+ recording native mode ပါရှိပြီးတော့သူက 8K 30 frames per second ကိုဓာတ်ရိုက်တင်နိုင်တဲ့အခါကျတော့တော်တော်လေး hardware ဘက်မှာတော်တော်လေးမိုက်တော့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဓိကတော့ Redmi က video stabilization algorithm ကိုတော်လေးတိုးတက်အောင်ပြုပြင်ပေးထားတယ်ပေါ့နော် EAS OAS dual stabilization ပေါင်းစပ်ပါဝင်ထားတဲ့အခါကျတော့ RAM dance line ကျွန်တော်တို့ရိုက်တဲ့အခါမှာ footage တွေက smooth ဖြစ်ပြီးတော့ micro data ကအနည်းငယ်လာကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော်walking shoot တွေမှာ horizon correction feature တွေလည်းအလုပ်လုပ်တော့ကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော် dynamic rate ဘိုင်းမှာလည်းတော်တော်လေးကိုမိုက်တယ် night mode ရိုက်တဲ့အခါမှာလည်းတော်တော်လေးကို smooth ဖြစ်ပြီးတော့ဒီဒီအများကြီးကျန်တော့ကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော်ပြောချင်တာ ultra wide camera နဲ့ရိုက်တဲ့အခါမှာ video quality ဘိုင်းကလည်း 4K 30 frame per second နဲ့ recording တော့လုပ်လို့ရှိရင်တော်တော်လေးအဆင်ပြေတယ်ပြောချင်တဲ့အဓိပ္ပာယ်ဗျာ main camera နဲ့ main camera video recording နဲ့ဒီ ultra wide video recording ကထပ်တူနီးပြောင်းကိုတော်တော်ကောင်းတော့ကျွန်တော်တို့ကမြင်တွေ့ရတယ်ပေါ့နော်ဆိုလိုချင်တဲ့အနှစ်ချုပ်ကတော့အဲ့ဒါပါ telephoto video quality ဘိုင်းမှာပြောမှဆိုလို့ရှိရင် 3x optical နဲ့ 5x optical zoom ကိုအသုံးပြုလာတာတွေ့ရှိရပြီးတော့ 10x hybrid zoom အထိကိုကျွန်တော်တို့အသုံးပြုလို့ရတာကိုကျွန်တော်တို့မြင်တွေ့ရတယ် stabilization ကလည်းတော်တော်လေးကိုကောင်းတယ်သူ့ရဲ့ selfie camera 32 megapixel ပါဝင်တယ်ပြီးလို့ရှိရင် AI beauty တွေကအနည်းငယ်ပါဝင်တယ်သူ့ရဲ့ skin tone တွေက natural ဆန်တယ်ကောင်းတယ်လှတယ်မစိုးမိုက်တယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှင်တော့ HDR မှုတွေမှာ background overshadow နဲ့လုံးဝမဖြစ်ဘူးပြီးလို့ရှိရင် dynamic range ဘိုင်းမှာလည်းတော်တော်လေးကောင်းမွန်အောင်ကျွန်တော်တို့ကမြင်တွေ့ရတယ်ပေါ့နော်selfie အသုံးပြုရတဲ့သူတွေအတွက်လည်းအဆင်ပြေတယ် selfie video အပိုင်းမှာဆိုလို့ရှိရင် HDR video output ကတော်တော်လေးကောင်းတယ်အဓိကသူ့ရဲ့ exposure control တွေကိုသူကထိန်းပေးထားပြီးတော့သူက iPhone level အထိတော့မရောက်ဘူးပေါ့နော်ဒါပေမဲ့ Xiaomi 70 series တွေနဲ့တူညီတဲ့ HDR tone cap ကိုအသုံးပြုထားပေးတာကြောင့်selfie vlog footage တွေမှာတော်တော်selfie vlog တွေရိုက်မယ်ဆိုလို့ရှိရင်ဗျာတော်တော်အဆင်ပြေတဲ့ skin tone တွေကလည်း neutral ဆန်ပြီးတော့ background ကိုလည်းပြန်ပြီးတော့ထိန်းပေးထားတာကိုကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော်အချင်းချင်းတွေနဲ့ပြောမယ်ဆိုလို့ရှိရင် Redmi K90 Pro Max က video ဘိုင်းမှာ flagship segment နဲ့ကိုဝင်လာတဲ့ကောင်လို့ပြောလို့ရှိရင်လည်းငင်းလို့မရဘူးပေါ့နော် vlogs တွေ travel video တွေပြီးလို့ရှိရင် daily recording တွေလုပ်တဲ့အခါမှာ stabilization က HDR dynamic range အတွက်ကိုယုံကြည်စွာအသုံးပြုနိုင်မယ် camera system တစ်လုံးဖြစ်လာတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ Xiaomi K90 Pro Max ကတကယ်ကိုပဲ price to performance တကယ်ဖြစ်တယ် flagship camera တစ်လုံးလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီကကျတော့သူ့ရဲ့စမ်းဆောင်ရည်မြင်မာတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့အခြေခံပြီးတော့ကျွန်တော်သုံးသပ်မယ်ဆိုလို့ရှိရင်K90 Pro Max က Xiaomi 16 base model ထက်ပိုပြီးတော့ပါလုံတဲ့အချက်တွေကိုပိုင်ဆိုင်ထားတော့ကျွန်တော်တွေ့ရှိရတယ်ပေါ့နော်အဲ့ဒါတွေကတော့ဘာလဲဆိုလို့ရှိရင် display တို့ပြောမယ်ဆိုလို့ရှိရင် peak brightness တို့ 2.1 stereo speaker ကြီးတွေပါတယ်ဗျာဒါကြီးကပြီးလို့ရှိရင် audio system ဘိုင်းမှာလည်းပိုပြီးကောင်းတယ်9560 battery life ကတရား charging တွေကလည်းပါသေးတယ်ပေါ့နော်အဲ့အပြင်ကိုကျွန်တော်တို့ 5x periscope telephoto ပါဝင်တဲ့အပြင်ကို Xiaomi 16 base model ထက်ကိုပိုပြီးတော့ခြေတလန်းတာတဲ့အဓိကချက်တွေပဲဖြစ်တယ်ပေါ့နော် Redmi K90 Pro Max series ဆိုလို့ရှိရင်30သူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် price to performance ဖြစ်တယ် display လည်းကောင်းတယ် sound system တွေလည်းကောင်းတယ်charging သွင်းရတဲ့အပိုင်းတွေလည်းပိုပြီးအဆင်ပြေမယ်အဲ့ဒီ experience တွေကတော်တော်လေးကိုကျွန်တော်တို့30သူတွေအမြင်ဘက်ကိုတော်တော်လေးကိုကောင်းစေတဲ့ real flagship killer device တစ်ခုဖြစ်ပါတယ်လို့ကျွန်တော်သုံးသပ်မိတယ်ပေါ့နော်ဒီဖုန်းကအလေးချိန်နည်းနည်းလေးပိုများတာနဲ့display flat ဖြစ်တာကိုမကြိုက်တဲ့သူတွေပြီးလို့ရှိရင် screen ကြီးတာကိုမကြိုက်တဲ့သူတွေ100ကိုမှကင်ကျင်တဲ့သူတွေ combat site ကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ဒီဖုန်းကခင်ဗျားတို့လည်းအဆင်ပြေပါမဟုတ်ဘူးပေါ့ပြီးလို့ရှိရင် China version မကြိုက်တဲ့သူတွေအတွက်ကတော့ဒီဖုန်းကခင်ဗျားတို့တော့မဟုတ်ပါဘူးဒီကုန်းချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် Redmi K90 Pro Max ကဈေးနှုန်းအပြင် price to performance လည်းကောင်းတယ်ရှင်းကြည့်မယ်ဆိုဒီ2025မှာTrue flagship killer ဆိုတဲ့နာမည်နဲ့လိုက်တဲ့ဖုန်းတစ်လုံးဖြစ်တယ်ပေါ့နော်ခင်ဗျားတို့ပွင့်လင်းလင်းပြောရဆိုလို့ရှိရင်တော့ဝယ်လိုက်ပါအားရပါရဝယ်လိုက်ပါဝယ်တဲ့
အထဲကိုပါပါတယ်ဒါပေမဲ့ combat set ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကဒီဖုန်းအတွက်ကိုမဟုတ်ပါဘူး combat set မကြိုက်တဲ့သူတွေအတွက်ကြီးမှကြိုက်တဲ့သူတွေအတွက်ကတော့ Redmi ရဲ့ K90 Pro Max ကခင်ဗျားတို့အတွက်ဖြစ်ပါမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကျွန်တော် touch environment ကိုငင်းညမှာအားလုံးနှုတ်ခွန်းဆက်တာပါတယ်